လောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လန်းရမယ့်ခရီးဟာမမြင်ရတယ်လို့ပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေဟာဘယ်နှခုရှိသလဲလို့ဆိုလို့ရှိရင်မမြင်နိုင်တဲ့အရာတွေဟာလူတစ်ယောက်မှာပါတော့ဆိုဇီဝိတံဘလောက်နေရအောင်မယ်ဆိုတာမသိဘူးတို့အသက်ဟာဘလောက်ရှင်မယ်ဆိုတာဘယ်သူမှကြိုပြောလို့မရဘူးတဲ့လောကကြီးမှာမသိနိုင်တဲ့အဲ့ဒါဘလောက်ပဲချမ်းသာပါတယ်ဆိုမဲ့ရုတ်တရက်မတော်တဆ accident ဆိုတာမျိုးနဲ့သိဆုံးသွားနိုင်တယ်အခုမာမာကြီးတော်တော်ကြာမရှိတော့ဘူးဆိုတာမျိုးလည်းဖြစ်သွားနိုင်ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမြို့တက်သွားဘုန်းကြီးတစ်ပါးနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတယောက်ဖုံးဆက်တယ်ဖုံးထဲမှာစကားပြောသိမကြပါဘူးမေမျိုးကပြန်ဆင်းလာတဲ့အခါကျဖုံးတကောဝင်လာခုနကဖုံးဆက်တဲ့တကဆုံးလို့တဲ့ဟောမယုံနိုင်လောက်အဖြစ်ပြမျိုးတွေပေါ့ဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့တက်တန်းလောက်နေရမယ်အသက်ဟာဘယ်၍ဘယ်မြတ်ရှည်လျားမယ်ဆိုတာမသိနိုင်ဘူးနေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတာမသိနိုင်တယ်လို့ပဲကိုယ့်ရဲ့အသက်အတိုင်းအတာကန့်တတ်ဟာမသိနိုင်ဘူးတဲ့နောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးရှောက်လန်းတဲ့အခါမှာဘာယောဂနဲ့သိရမယ်ဆိုတာမသိနိုင်စီးကျိုယောဂဖြစ်ပေမဲ့သွေးတိုးနဲ့သိခြင်းသိတယ်သွေးကြိုးယောဂရှိပေမဲ့လို့တခြားယောဂနဲ့သိခြင်းသိတယ်လုံးဝမျှော်မှန်းကြည့်လို့မရနိုင်ဘူးယောဂဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လေသိချာပေါက်မပြောနိုင်ဘူးတချို့မှာစွဲနေတဲ့ဝေဒနာကတစ်မျိုးသိတဲ့အချိန်ကျတော့တခြားဝေဒနာနဲ့သိသွားတယ်ပေါ့ဒါမျိုးတွေလည်းရှိဒါကြောင့်မို့ဗျာဒိဆိုတာလေကြိုတင်ပြောလို့မရဘူးတဲ့ကြိုတင်ပြောလို့မရတဲ့ဟာတခုပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဇီဝိတံဗျာဒိကာလောစကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲမနေ့လားနေ့လယ်လားညလားမပြောလို့မရဘူးပြောလို့မရလို့ကိုယ်ရှိပါတယ်မယ်ဘဝဏီကုန်းချုပ်သွားတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိကြပါတယ်အမှတ်တမဲ့နေရင်တော့မသိဘူးအမှတ်တရနေမယ်ဆိုရင်တော့အကုန်သိနေကြတာမမျော်လင့်မဲနဲ့ဖြစ်တာတွေကြီးပဲဇီဝိတံဗျာဒိကာလောစဒေဟနိခေပနံဂတိဘယ်နေရာမှာဘဝဏီကုံအဆုံးသတ်မယ်မသိသည့်အတွက်ကြောင့်ကိုယ့်ရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာတကြိုမယ်ဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလဲမသိနိုင်ကြဘူးတချို့ဟာကောင်းကင်ယံမှာအိဋ္ဌရောက်သွားတာလည်းရှိတယ်တချို့ဟာပင်လယ်ထဲခရီးသွားရင်အိဋ္ဌရောက်သွားတာလည်းရှိတယ်မျိုးစုံပဲလေမျိုးစုံပဲအဲ့တော့ကိုယ့်ရဲ့အလောင်းဘယ်နေရာမှာပြစ်ချရမယ်ဘယ်နေရာမှာမြုပ်နှံရမယ်တင်းကြိုရမယ်ဆိုတဲ့ဟာလဲမှန်းကြည့်လို့မရနိုင်တဲ့ဟာတစ်ခုပဲနောက်မသိနိုင်တာတစ်ခုကဘာလို့ဆိုဂတိလူတိုင်းဟာလမ်းကြောင်းကြီးစခန်းကြီး၅ခုရှိတယ်ဂတိ၅ပါးလို့ခေါ်တာပေါ့ destination နဲ့ခရီးဆုံး၅ဌာနရှိတယ်အဲ့ဒီ၅ဌာနကဘာတော့ဆိုရင်ဒေဝဂတိတဲ့ကုသိုလ်ကံတွေအကျိုးပေးလို့ရောက်သွားနိုင်တဲ့နေရာတစ်ခုကနတ်ပြည်ထို့နောက်ဒုတိယရောက်သွားနိုင်တဲ့နေရာကလူပြည်အကုသိုလ်တွေအကျိုးပေးလို့ကံမကောင်းအကြောင်းလှရောက်သွားနိုင်တဲ့နေရာတစ်ခုကပြိတ္တာတရိစ္ဆာန်ငရဲအလုံးဂတိ၅မျိုးအဲ့တော့ပုရုဇဉ်တယောက်အနေနဲ့ဘဝတစ်ခုအဆုံးသတ်ပြီဆိုရင်ဘယ်ဘဝမှာပြန်လီမွေးဖွားမလဲဆိုတော့ပြောလို့မရဘူးတဲ့စိတ်ရဲ့အခြေအနေတွေတည်ဆုံးတဲ့အချိန်မှဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ်မှာမူတည်သွားတယ်သောတာပန်မဖြစ်သေးသမျှနိယတဂတိလို့
ကိုသတ်မှတ်ထားတဲ့ဘဝတစ်ခုကိုသွားလို့မရသေးဘူးတဲ့နော်ဘုရားလောင်းကြီးတောင်မှတိရစ္ဆာန်ဖြစ်တဲ့အခါဖြစ်သွားတယ်ငရဲကျသွားတဲ့အခါကျသွားတယ်ဘာဖြစ်လို့သေကံဤအချိန်ဘာတွေနဲ့ကြုံပြီးဘာစိတ်နဲ့သေပဲဆိုတာကြိုတင်ပြောလို့ရမရဘူးကြိုတင်ပြောလို့မရနိုင်တဲ့အချက်အခုလိုဘဝစည်းစာအချိန်ဘဝခရီးကိုရှောက်လန်းပြီဆိုလို့ရှိရင်ဒီအချက်တွေဟာလူတိုင်းကြိုတင်မပြောနိုင်တဲ့အချက်တွေကြီးပါပဲတဲ့